တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ10ရက်နေ့ကနေ14ရက်နေ့အတော်အတွင်းမှာရပိုင်ခွင့်တွေအကုန်လုံးပြန်ရမယ်ခက်ခဲတဲ့ကိစ္စမှန်သမျှပြေလည်အောင်ဖြေရှင်းနိုင်နိုင်မယ်ရင်းနှီးသူများနဲ့စကားများတတ်တဲ့ခရီးကိစ္စအဆင်ပြေမယ်အပြောင်းလဲကိစ္စအောင်မြင်မယ်လွန်ခဲ့သော2လအတွင်းစဉ်းစားဆုံးဖြတ်ထားတဲ့ကိစ္စအခုလုံးဖြစ်သွားလိမ့်မယ်ရပိုင်ခွင့်တွေအကုန်လုံးကလည်းပြန်လည်ရရှိလိမ့်မယ်ဒီနေ့မှာပြောင်းလဲတိုးတက်မှုနဲ့အောင်မြင်မှုကိုဖန်တီးရယူနိုင်တယ်9ရက်နေ့မှာအရာရာစင်ပြေခြင်းတိုးတက်ခြင်းကိုကြုံမယ်10ရက်နေ့မှာရန်အားလုံးကိုဖြည့်ရှင်းပြီးတိုးတက်မှုကိုရရှိမယ်17ရက်နေ့မှာသူတစ်ပါးကြောင့်ကိုယ်ရည်ရွယ်ချက်တွေနှောင့်နှေးခြင်းကြံ့ကြာခြင်းတွေရှိပြီ12ရက်နေ့မှာစိတ်ကူးစစ်တွေရှိတဲ့ကစားတပါးသူကြောင့်ကိုယ်ရည်ရွယ်ချက်တွေပြည့်ရွှင်းနေမယ်73ရက်နေ့မှာအရာရာကောင်းခြင်းကံနဲ့တိုးတက်ခြင်းတွေကိုရအောင်ဖန်တီးနိုင်တဲ့အနေအထားရှိတယ်14ရက်နေ့မှာခရီးကိစ္စအပြောင်းလဲကိစ္စတွေစီစဉ်ဆောင်ရွက်အောင်မြင်နိုင်တယ်ဒီကာလအတော်တွင်းမှာသတိပေးချင်တာက10ရက်နေ့ကမဟာရကျမ်းနဲ့တိုက်ဆိုင်တဲ့နေ့မတော်တဆညစ်ဖြစ်တဲ့လူ၄ယောက်တူခီးသွားခြင်းရှောင်ရမယ်အရှိရကုန်ဒီသွားစဉ်နေ့ဖြစ်တတ်တယ်မနေ့9နိုင်ခွဲနဲ့9နိုင်တွင်သွားလာနေထိုင်ကျူးဆိုင်ရမယ်12ရက်နေ့ကငကဘောရက်နဲ့တိုက်ဆိုင်တယ်မြောက်ရကုန်ဒီသွားစဉ်နေ့ဖြစ်တတ်တယ်မနေ့10နိုင်ခွဲနဲ့7နိုင်ကြားသွားလာနေထိုင်ကျူးဆိုင်ရမှာဖြစ်တယ်ဒီတပတ်တာကာလအတော်တွင်မှာတနင်္ဂနွေသောကြာစနေမွေးသူတွေကြိုးပေးတယ်တနင်္လာကြာသပတေးကြောင့်စိတ်အနှောင့်အယှက်တွေတစ်ခုပြီးတစ်ခုဖြစ်တတ်တယ်အဖြူရောင်အစိမ်းရောင်မိခိုးရောင်တို့ကိုသုံးပါနှစ်ခွန်ကိုကနန်းတွေကိုသုံးဆွဲပေးပါအဖြူရောင်ပန်းမွေးတို့ကိုဖျားကပ်လူပြီးလိုရာဆန္ဒပြုပါထူးထူးခြားခြားကောင်းခြင်းကံတွေရရှိလာပါမယ်ကျေးဇူးတင်ပါတယ်အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ10ရက်ကနေ14ရက်နေ့တော်တွင်မှာရန်နှောင့်ယှက်တွေများမယ်မတော်တဆထိခိုက်မှုဖြစ်တတ်တယ်ရောင်းမဝယ်မှဖြစ်တတ်တယ်လူလင်လူကောက်တွေ့တတ်တယ်စီစဉ်နာတွေလက်တွေ့ကောင်းထဲပေါ်ရန်ခက်ခဲမယ်လုပ်ငန်းဟောင်းတွေရပ်ပြီးသစ္စာရမယ်အကြံသိရည်ရွယ်ချက်တွေကိုရှေ့တိုးလုပ်ကန်ရမယ်အကြီးအကဲကျမ်းမာရေးခြူကြမယ်10ရက်နေ့မှာရန်တိုက်ခံများမယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်မယ်အသွားလာကျူးဆက်ရမယ်အရှိရကိုတည်သွားစဉ်အနေဖြစ်တတ်တယ်မနေ့9နိုင်ခွဲနဲ့9နိုင်ကြားသွားလာကျူးဆက်ရမယ်9ရက်နေ့မှာထူးခြားသောပြောင်းလဲမှုနဲ့တိုးတက်မှုတွေရှိလာမယ်အရာရာဆင်ပြေသောနေထားဘက်ကိုဦးတည်တယ်10ရက်နေ့မှာရပိုင်ခွင့်တွေလက်ဝယ်ပြန်ရမယ်17ရက်နေ့မှာရပိုင်ခွင့်တွေလက်ဝယ်ပြန်ရခြင်းအရာရာဆင်ပြေခြင်းနဲ့တိုးတက်ခြင်းတွေရှိ12ရက်နေ့မှာဝေကုံကြေးကြများမယ်လူယုံဒုက္ခပင်မယ်အဲ့ဒီနေ့မှာမြောက်ရက်ကိုတည်သွားစဉ်အနေရှိလိုက်တယ်မနေ့10နိုင်ခွဲနဲ့7နိုင်ကြားအသွားလာကျူးဆိုင်ရမယ်73ရက်နေ့မှာအရာရာဆင်ပြေသောကံနဲ့တိုးတက်တဲ့ကံတွေရှိမယ်ရန်နဲ့ဂျုံပြီးဆင်ပြေမယ်14ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရပြီးတော့ဘဝတလန်လုပ်ငန်းတလန်တွေကိုရရှိကြိုးပေးနိုင်ကြောင်းတွေ့ရှိရပါတယ်ကြာသပတေးနေ့သောကြာနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးမယ်အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူများကြောင့်စိတ်နှောင့်ယှက်ဖြစ်တတ်ပါတယ်အနီရောင်ချက်သွေးရောင်ပန်းရောင်တို့ကိုသုံးရမယ်6ခွန်5ကဏ္ဍနေကြိုးပေးတယ်ကောင်းခြင်းကံများရစေရန်တို့ငါသွားလာစေလမ်းမှာတွေ့တဲ့အလူကံပုဂ္ဂိုလ်တို့ကိုအလူဒါနပြုပေးပါကျေးဇူးတင်ပါတယ်ဗုဒ္ဓနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ10ရက်နေ့ကနေ14ရက်နေ့တော်တွင်မှာရန်အားလုံးကိုကြော်ပြီးကောင်းသောကံကြမ္မာနဲ့တိုးတက်ခြင်းကိုရနိုင်တယ်သူတစ်ပါးကြောင့်ကိုယ်ရည်ရွယ်ချက်တွေနှောင့်နှေးနိုင်တယ်အတိုက်ခံနေကြတဲ့တိုးတက်မှုကိုရှာဖွေရမယ်ငွေကြေးပေးယူကိစ္စတွေမှာအငင်းပွားစရာတွေရှိတတ်တယ်အလောတကြီးရောင်းဝယ်ခြင်းမပြုရဘူးအာမခံခြင်းတာဝန်ယူခြင်းမလုပ်ရအောင်ခရီးကိစ္စစီစဉ်နိုင်တယ်ဥတီချက်တွေလောက်ကင်ဆင်ပြေနိုင်တယ်10ရက်နေ့မှာအရာရာသတိရှိရမယ်မတော်တဆအနေနဲ့ဖြစ်တတ်တယ်အသွားလာကျူးဆက်ရမယ်အရှိတောင်ရက်ကိုတည်သွားစဉ်အနေရှိတတ်တယ်
ညနေ3နိုင်နဲ့4နိုင်ခွဲတွင်သွားလာသတိထား9ရက်နေ့မှာရန်နောက်ဆက်တွေကြားထဲကဖြတ်သန်းပြီးဘဝတိုးတက်မှုကိုရရှိမယ်မြတ်တာရေးကံကောင်းမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်10ရက်နေ့မှာခရီးကိစ္စအပြောင်းလဲကိစ္စတွေဆောင်ရွက်အစဉ်ပြေတိုးတက်မှုကိုရမယ်17ရက်နေ့မှာကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ချက်မှတ်ကြိုးပေးခြင်းတွေရှိမယ်ငွေကြေးဝင်ခြင်းလက်ဖွင့်ခြင်းတွေရှိမယ်12ရက်နေ့မှာရံများမယ်တိုက်ခံများမယ်မတော်တဆအနေတွေဖြစ်တတ်တယ်အရှိရောက်ကိုတည်သွားစဉ်အနေပိုပြီးများတတ်တယ်မနေ့9နိုင်ခွဲနဲ့9နိုင်ကြာသတိထား73ရက်နေ့မှာမထင်မှတ်ဘဲငွေကြေးကံကောင်းခြင်းလုပ်ငန်းကံကောင်းခြင်းနဲ့အခက်အခဲကျော်လွှားနိုင်ခြင်းတွေရှိပြီးတော့14ရက်နေ့မှာရပိုင်ခွင့်ဟောင်းတွေပြန်လည်ရရှိခြင်းအခက်အခဲအလုံးကိုကျော်လွှား၍ဘဝလူရဆန္ဒပြည့်စုံခြင်းတွေကိုကြုံမယ်တပတ်တာကာလအတွင်းမှာဇာတာပတိနေ့ဗုဒ္ဓနေ့တနင်္လာနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေနေ့အင်္ဂါနေ့မွေးသူများကြောင့်စိတ်နှောင့်ယှက်ဖြစ်တတ်တယ်တင်ငါးကိုကနန်းနေ့ကျိုးပေးပါတယ်အစိမ်းရောင်အပြာရောင်မိခိုးရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်အောင်မြင်မှုကိုရရှိနိုင်ပါတယ်အဖြူရောင်ပန်းပွင့်တို့ကိုဖျားကတ်လူပူဇော်ပြီးအလိုရှိရာဆန္ဒပြုပါဆန္ဒပြမြောက်ခြင်းနဲ့ကောင်းခြင်းကံတွေရရှိပါမယ်ကျေးဇူးတင်ပါတယ်ဇာသပတိနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ10ရက်နေ့ကနေ14ရက်နေ့အတွင်းဟာကိုယ့်အတွက်အထူးကောင်းတဲ့ကာလတစ်ခုဖြစ်တယ်အလိုပြည့်စုံမယ်ရည်မှန်းချက်အောင်မြင်မယ်ရှင်းဆွဲနေထားနေပုံမြင့်တဲ့နေထားတစ်ခုကိုကူးပြောင်းတိုးတက်အောင်ဖန်တီးနိုင်တယ်အခက်အခဲအလုံးကိုကျော်လွှားပြီးတော့ကောင်းခြင်းကံရှိမယ်အလောက်ကံတိုးတက်မယ်စမ်းပွင့်မယ်ပြရတတ်ကောင်းမယ်ပညာရာမှာတိုးတက်မယ်10ရက်နေ့ကကိုယ့်အတွက်ကောင်းတဲ့နေ့ဖြစ်တယ်ဒါပေမဲ့မတော်တဆနေကျူးဆန်းမယ်အဲ့ဒီကမဟာကျေချမ်းရေရနေရေရနေသတိထားအရှိရောက်ကိုတည်သောဇန်နေဖြစ်တဲ့မနေ့9နိုင်ခွဲနဲ့9နိုင်ကြာနေတိုင်းကျူးဆန်းရမယ်9ရက်နေ့မှာတော့ထူးခြားတဲ့ကံကောင်းခြင်းနဲ့ရှင်ပြိုင်မှုအောင်မြင်ခြင်းဘဝတိုးတက်ခြင်းကိုရမယ်10ရက်နေ့မှာထူးခြားတဲ့ကံပြောင်းလဲတဲ့တိုးတက်မှုတွေရရှိပြီးတော့ဝေချေလုပ်ငန်းဘဝတလန်းအောင်မြင်မှုလမ်းကြောင်းတွေကိုဖန်တီးနိုင်တယ်17ရက်နေ့မှာအရဝင်းနဲ့ဆက်ဆက်ပြီးလှုပ်တဲ့ကြိုးပေးတယ်12ရက်နေ့ကငွေကြေးကံလုပ်ငန်းကံကောင်းတယ်ဒါပေမဲ့မြောက်ရက်ကိုဒီသောဇန်နေဖြစ်တဲ့မနေ့10နိုင်ခွဲနဲ့17နိုင်ကြာအသွားလာကျူးဆက်ရမယ်73ရက်နေ့မှာရံများမယ်တိုက်ခံများမယ်မထင်မှတ်ထားတဲ့ပြဿနာတွေဖြေရှင်းရမယ်14ရက်နေ့ကတော့အလုံးစုံကောင်းသောကံနဲ့လိုရာပြည့်စုံတိုးတက်ခြင်းတို့ကိုဖန်တီးရယူနိုင်တဲ့အနေအထားကောင်းကိုကြုံရမှာဖြစ်တယ်ဇာတာပတိနေ့ဗုဒ္ဓနေ့အင်္ဂါနေ့မွေးသူတွေကောင်းကျိုးပေးမယ်တနင်္လာနေ့သောကြာနေ့မွေးသူတွေဒုက္ခပေးတတ်တယ်3ခွန်9ကနန်းနေ့အကျိုးပေးတယ်အပြာရောင်ပန်းရောင်နှုတ်နှစ်ရောင်တွေဝစ်ပြီးအလိုရှိရာကိစ္စများဆောင်ရွက်နိုင်တယ်အနီရောင်ပန်းပွင့်ဖျားလှူပြီးတော့လိုရာဆန္ဒပြုရင်စန္ဒပြည့်မြောက်မယ်ကျေးဇူးတင်ပါတယ်သောကြာနေ့မွေးသူအားလုံးမင်္ဂလာပါ2025အောက်တိုဘာလ10ရက်နေ့ကနေ14ရက်နေ့တော်တွင်စိတ်ချမ်းမြေ့မယ်လိုရာပြည့်စုံမယ်ဘဝတိုးတက်မယ်စမ်းပွင့်မယ်ရှင်ပြိုင်မှုအောင်မြင်မယ်အလူမင်္ဂလာကိစ္စပါဝင်ပတ်သက်ရမယ်မိသားစုနဲ့ပတ်သက်တဲ့ကောင်းခြင်းတိုးတက်ခြင်းတွေကြာရောင်ကောင်းခြင်းကံရှိတယ်တို့ပေမဲ့လည်းအဲ့ဒီနေ့မှာအရှိရက်ကိုတည်သွားစေရနေရှိတဲ့မနေ့9နိုင်ခွဲနဲ့9နိုင်တွင်သတိထားကြော်သွားပြီးရင်ရဆင်ပြေတယ်9ရက်နေ့မှာခရီးကံကောင်းမယ်လုပ်ငန်းကံကောင်းမယ်အပြောင်းလဲနဲ့တိုးတက်မှုကိုကြုံမယ်10ရက်နေ့ငွေကြေးကိစ္စပြောဆိုမှုလုပ်ငန်းတွေအောင်မြင်မယ်တိုးတက်မယ်17ရက်နေ့မှာရောင်းမဝယ်မှဖြစ်တတ်တဲ့လူယုံဒုက္ခပေးတတ်တဲ့အတိုက်ခံနဲ့ရှင်ပြီးလောက်ရမယ်12ရက်နေ့မှာမတော်တဆနေကျူးဆက်ရမယ်မြောက်ရက်ကိုတည်သောဇန်နေဖြစ်တတ်တဲ့မနေ့10နိုင်ခွဲနဲ့17နိုင်ကြာသွားလာကျူးဆက်73ရက်နေ့မှာရပိုင်ခွင့်တွေကိုပြန်ရခြင်းအခက်အခဲဖြေရှင်းနိုင်ခြင်းကိုကြုံမယ်14ရက်နေ့မှာဘဝရည်မှန်းချက်အောင်မြင်ခြင်းနဲ့ရည်မှန်းချက်ရည်ရွယ်ချက်ထားသလောက်တိုးတက်တဲ့ကံနဲ့အောင်မြင်မှုကံတွေကိုရရှိသွားမယ်အနေအထားရှိပါတယ်တနင်္လာနေ့သောကြာနေ့အင်္ဂါနေ့မွေးသူတွေကောင်းကျိုးပေးတယ်ဇာတာပတိနေ့စနေနေ့မွေးသူတွေဒုက္ခပေးတတ်တယ်3ခွန်9ကနန်းနေ့ကျိုးပေးတယ်အပြာရောင်ပန်းရောင်ကြက်သွေးရောင်တို့ကိုဝတ်စားဆင်ရင်ပြီးအလိုရှိရာကိစ္စတွေကိုဆောင်ရွက်နိုင်ပါတယ်အသက်ရွယ်ကြီးရင်သူတို့ကိုမုတ်စေးအာဟာရတို့နဲ့လှူဒန်းခြင်းပြုပေးပါထူးခြားတဲ့ကံတွေပေါ်ပေါက်လာပါမယ်ကျေးဇူးတင်ပါတယ်
စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ10ရက်ကနေ14ရက်နေ့တော်တွင်ငွေကြေးကံကောင်းမယ်လုပ်ငန်းကံကောင်းမယ်ဘဝတိုးတက်မယ်ရှင်ပြန်မှုအောင်မြင်မယ်ရည်ရွယ်ချက်သစ်တွေရှေ့တိုးလုပ်ကိုင်နိုင်တယ်အလုပ်ချန်စီ2ခုအောင်မြင်မယ်အခက်အခဲ3ခုဖြေရှင်းနိုင်မယ်ရည်မှန်းထားတဲ့ခီးကိစ္စဆောင်ရွက်ဆင်ပြေမယ်ပညာတတ်တဲ့ဘဝတိုးတက်မှုကံကောင်း10ရက်နေ့မှာအရာရာကံကောင်းမယ်သို့တော်မတော်တဆနေကျူဆက်ရမယ်အရှိရကိုတည်သွားစဉ်နေ့ဖြစ်တတ်တယ်မနေ့9နိုင်ခွဲနဲ့9နိုင်တွင်မှာသတိထား9ရက်နေ့မှာမူလစီစဉ်တာမလုပ်ဖြစ်ဘူးပေါ်လာတဲ့အခြေအနေပေါ်မှာရှေ့ဦးတည်ပြီးလောက်တာဆင်ပြေမယ်10ရက်နေ့မှာရေးပါတဲ့ဆုံးဖြတ်ချက်တွေချမှတ်တယ်ရပိုင်ခွင့်တွေပြန်လည်ရရှိမယ်17ရက်နေ့မှာလုပ်ငန်းနှမျိုးတာဝန်နှမျိုးလုပ်ရမယ်အခက်အခဲနှမျိုးဖြေရှင်းပြီးအောင်မြင်သွားမယ်12ရက်နေ့ကြောင်းကြပြန်နေဖြစ်တဲ့အနောက်ဆက်တွေများတဲ့ပြီးမှအဆင်ပြေမယ်မြောက်ရောက်ကုန်တည်သွားစရာနေရှိတဲ့မနေ့10နိုင်ခွဲနဲ့17နိုင်ကြာသွားလာသတိထား73ရက်နေ့မှာအတိုက်ခံနေကြတိုးတက်မယ်အောင်မြင်ကြော်ကြားခြင်းနဲ့တန်လန်းပွင့်ခြင်းကိုဖန်တီးနိုင်နေမယ်14ရက်နေ့မှာပြဿနာဟောင်း3ခုဖြေရှင်းပြီးတော့အရာရာဆင်ပြေသွားတဲ့ကံကြမ္မာနဲ့ဘဝတိုးတက်မှုကိုရရှိမယ်တနင်္လာနေ့ရင်ကနေဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေနေ့သောကြာနေ့မွေးသူတွေဒုက္ခပေးတတ်တယ်8ခုကိုခဏနေ3ဆောင်ပါအနက်ရောင်ပြာရင်ရောင်နှက်ပြောင်နေ3ဆွဲပေးပါအိမ်မှာရှိနေတဲ့တပြက်စီးဟောင်းနေအမိုက်ဘုံဟောင်းနေစွန့်ပစ်ပြီးအသစ်စားထိုး3ဆွဲလိုက်ပါထူးခြားတဲ့ကံတွေပေါ်ထွန်းလာပါမယ်ကျေးဇူးတင်ပါတနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ10ရက်နေ့ကနေ14ရက်နေ့အတွင်းမှာဘဝတစ်စစ်ချိုးပြောင်းလဲနေရှိတယ်အရေးပါတဲ့ဆုံးဖြတ်ချက်တွေချမှတ်ရမယ်ငကိုစီစဉ်ထားခြင်းမရှိသောအလုပ်တွေကိုလုပ်ရနိုင်မယ်ပေါ်ပေါက်လာတဲ့ခွင့်ရည်တွေကိုလက်တွေ့သုံးချပြီးတော့ဘဝတိုးတက်မှုကိုဖန်တီးနိုင်တယ်နေထိုင်မှုနေရာဆက်ဆက်တဲ့ဝိဉ္ဇဉ်တွင်ပြောင်းလဲရှိမယ်လမ်းကြောင်းသစ်နဲ့တိုးတက်မှုတွေကိုဖန်တီးနိုင်တယ်အခက်အခဲအလုံးကိုကျော်လွှားနိုင်တဲ့ကံခွင့်ရည်တွေရှိတယ်10ရက်နေ့အရေးပါတဲ့ပြောင်းလဲတွေရှိမယ်ဒါပေမဲ့မတော်တဆထိခိုက်မှုအနေနဲ့ကျူးဆက်ရမယ်ရေရနေရင်အနေနဲ့ကျူးဆက်ရမယ်အဲဒီနေ့မှာအရှိရကိုတည်သွားစေအနေဖြစ်တဲ့မနေ့9နိုင်ခွဲနဲ့9နိုင်ကြာသွားလာနေထိုင်ကျူးဆက်ရမယ်ည9နိုင်ခွဲကျော်ပြီးရင်လည်းလူ4ယောက်တူခီးသွားခြင်းမပြုရအောင်9ရက်နေ့ကတော့ထူးခြားတဲ့ပြောင်းလဲမှုနဲ့တိုးတက်မှုတွေရှိလာမယ်ရေမှန်းချက်သစ်တွေအောင်မြောင်အကောင့်ထဲပေါ်နိုင်တယ်10ရက်နေ့ကတော့အရာရာကောင်းခြင်းအကျိုးပေးခြင်းနဲ့လိုရာပြည့်စုံခြင်းတွေကြုံမယ်17ရက်နေ့မှာအလုပ်ကိစ္စတွေရှေ့တိုးလို့အဆင်ပြေတယ်ရှေ့ပြိုင်မှုအောင်မြင်မယ်12ရက်နေ့ရံများမယ်တိုက်ခံများမယ်မြောက်ရက်ကိုတည်သွားစဉ်အမှုပြဿနာရံမတော်တဆနေတွေဖြစ်တတ်တယ်မနေ့10နိုင်ခွဲနဲ့17နိုင်ကြာသွားလာနေထိုင်ထူးပြုပြီးကျူးဆက်ရပါမယ်13ရက်နေ့မှာစမ်းပွင့်မယ်မိကောင်းဆွေကောင်းထောက်ကူရမယ်14ရက်နေ့ကတော့ဥတီချက်ပြောင်းပြီးလောက်ကင်ခြင်းရဲ့ကောင်းသောအကျိုးဆက်နဲ့တိုးတက်မှုကိုရရှိပိုင်ဆိုင်ခွင့်ရှိပါတယ်တနင်္လာနေ့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေနေ့စနေနေ့မွေးသူများကြောင့်စိတ်နှောင့်ယှက်ဖြစ်နိုင်ပါတယ်အဝါရောင်အပြာရောင်မိခိုးရောင်တို့ကိုအကျိုးပေးရောင်များဖြစ်သုံးဆွဲပါ1 6 9ခဏနေကျိုးပေးပါတယ်ကောင်းခြင်းကံကြမ္မာများရစေရန်စပယ်ပန်းဖျားလူပြီးအလိုရှိရာကိစ္စဆောင်ရွက်ပါကျေးဇူးတင်ပါတယ်